ပေါ်ပေးလိုက်တဲ့မင်္ဂလာဆောင်လည်းရှိတယ်ဆော့ကျင်အဲ့လိုမျိုးခန်းကြီးပြောဝမ်းလက်ပါချုံပလီအောက်ကြီးပဲကောင်းကောင်းတော့18ဖြစ်နေတယ်ငါခုမှလိုက်လို့ပြီးကြည့်ရမှာချုံပလီကတော့ယူနေမဲပဲယူဖို့တယ်တော့苏来，现在苏来。傻逼逼，傻逼逼，好嘛，啥来着？没跟他说嘛。呀，老嘛，哪个比谁？你不要去，你不知道么嘞？不知道嘛？我要见你哇。苏来，那边苏来。别人来上去了，那边都苏。တော့ရပေးတော့ဒီချက်တွေချိန်ရမယ်ရမှာမရဘူးမရတော့ပေးလာတော့ဟောတော့ချက်တွေကဲမတော့လမ်းဝတ်တော့လမ်းဝတ်တော့ဝမ်းနေတယ်မရဘူးကျွန်တော်မရဘူးဘယ်လိုထည့်ပဲတင်တာမသိဘူးအဲ့ဒါလည်းခွန်နေလည်းရှိရတယ်ကျောင်းသားကကိုစိတ်မချအောင်အဲ့လိုနေရတယ်ဟိုဒီကမှာချလိုက်ပြီ18ပဲလားကဲဒီကလုံးဝိုင်းပြီးကဲကိုမင်းလိုက်မှာညီကိုတို့ကိုမင်းကသူကားမူပြီးအန်နေလို့ဘေးချင်းမလုပ်တော့ပါဘူးတဲ့နော်အဲ့ဒါလေးပြောတာပါမင်းကဘယ်ကလဲလို့ဟိုကဘယ်ကယူမချုံမူလေးက9လီမလားချုံမူလေး18အောက်ကျင်း9000ရပြီနော်ချုံမူလေး18အောက်ကျင်း9000ရဟမ်အဲ့တော့သူတို့ကားသမားတွေပဲရင်ဦးစားပေးလိုက်မှာကားနဲ့လာတဲ့လူတွေရှုံနိုင်တယ်ဟုတ်တယ်လေနေအောင်ကိုရောက်ကြနေတော့ကိုဟုတ်တယ်ညီလေးမရအောင်လားဗျာကကျောင်းသားတို့ကားမင်းပေါက်နေတော့ကိုကားကိုပေးလိုက်တော့လေအမင်းကြီးကိုပဲခေါ်ရင်နေနေယူတာပဲနေနေတော့မဲတော့မရလို့ကပေးလိုက်မရသေးဘူးဟုတ်ကဲ့ပါကျွန်တော်တခန်းယူလိုက်တယ်တိုက်စိမ့်ပါပဲကောင်း18အပေါ်ကြီး2000ရပြီနော်2000ကဲမကတော့အထူးလေးပဲတူးလို့တော့ဟိုပါပဲလားဟုတ်ကဲ့အေးရပါဟုတ်တယ်ချုံပူလီဘန်းနေပြီးတော့18အောက်ကြီး3000ရပြီနော်3000ရှိတယ်ဟာဒီမှာ3-1နေဘယ်နဲ့လီတော့2လီနော်တယောက်2လီပဲယူလိုက်ပါကောင်း18အပေါ်ကြီး2000ရပြီနော်2လီကြီးတယ်ကိုကွေးဘာတော့လဲပဲ2လီပဲကောင်း18အပေါ်ကြီး2000ရပြီနော်2000အကိုရေရိုက်ရအကိုတို့ရိုက်ရတယ်ကဲမသိဘူးဘာမှမစီနေရတယ်ရတယ်ကျောင်းနဲ့ပဲဟုတ်ကဲ့ဟမ်အဲ့လိုပဲလုပ်ပါဦးအဲ့ဒါလူပါရပြီကိုအမတ်ဘလောက်လဲမတော့ရပြီစုခိုင်းလိုက်စုလိုက်ရ2လီသူ2လီကျောင်းသား2လီဒီမှာလာထိုင်လို့အဲ့ဒါဆို6လီနဲ့ဒီနေငါမ30ရှိရပြီမတော့နေဦးခဏလေးဒီယူရဟုတ်တယ်စုခိုင်းလိုက်ရတယ်6လီဆိုတော့10ရှိဆိုရင်6လီနဲ့တော့2လီတော့ပို့နေငါလည်းမဟုတ်ဘူးဟာရရင်ပို့တာသွားလို့ရတယ်ရှိပြီလားပြီးလိုက်လေသူတို့က level တွေဖြစ်လာတယ်တို့ပြီးလိုက်โอเคဦးရတော့လည်းတယောက်တလီပဲမျှပြီလားဟုတ်တယ်တော့ဆုံးနေပြီအဲ့ညီလေးကကောင်း18ပေါ်ကြီး1000ရပြီနော်ရရင်ပြောလို့ပေါ့ကြီး
ခေါ်ရလိုက်ဟမ်ဒီဥစ္စာခေါ်ရလိုက် ငါးလီပဲရတယ်သူတို့ကထားမှာပဲရ ကောင်းကောင်း30ရှိအပေါ်ကြီး1000ရပြီနော်ဒီကရတယ်အဲ့ဒီကောဒီကိုပြောမလားပြောမလား သူ့မဲ့ဆက်ရှိ ကောင်းကောင်း30ရှိsorry ချုံပူလီ30ရှိအောက်ကြီး2000ရပြီနော်2000အလီးတကြီးလေးပါ30ရှိနေပါမယ်မင်းကောက်နေထည့်ရမှာကိုကြီးလေးလားလားဟောကိုကြီးကောက်နေထည့်လိုက်မှာအလီးကြီးတလီနော်30ရှိနေတယ်သွားရရတယ်ဒီလိုရှိတယ်အောက်ကြီးနဲ့အေးအော်တော့ကိုသူနဲ့ထည့်ပေးလိုက်မယ်30ရှိတယ်ကိုရှိ30ရှိအောက်ကြီးအလီးကြီး1000ရပြီနော်30ရှိအောက်ကြီးအလီးကြီး1000 ယူပေးမယ်လေ ငါမရဘူးသူတို့ရှိတာဒါမှမဟုတ်တော့အောင်လို့ ကောင်းကောင်း30ရှိအပေါ်ကြီး2000ရပြီနော်2000ချုံမူလေး30ရှိအောက်ကြီး1000ရပြီ1000 ဝေးနော် ဒီကနေ့ဒီမှာနှစ်လီပဲတည်းကအားလုံးနှစ်လီသွားတယ်သူတလီသူနှစ်လီ လေဘယ်9လီလောက်ရောက်မယ်လေဘယ်9လီလောက် ရင်းပါ ဘိုးကျော်ပြောရပြီထည့်လိုက် ဒါကမတက်လီရလားမဆက်တဲ့ဝေးပေးလိုက်အောင် အဲ့ဒီနေပဲရောက်မယ်နေပဲယူမလားနေပဲချုံမူလေး30ရှိအောက်ကြီး3000ရပြီနော် ငါလီရပြီငါလည်းငါလီနေဆိုရည်လည်းပဲစီးတယ်လားပဲ ဒီမှာယူမလို့ရှိပြလိုက်စမ်းလေ အဲ့ဒါမှကွာလီလောလောဆယ်အရင်9လီထည့်လိုက်နင်းလည်းထည့်ပေးမယ်ပြီးသူ့လည်းထည့်ပေးမယ် သူ့ထက်ပါလေကျွန်တော်မသိရ ဟောဟုတ်ပြီဟုတ်ပြီ ထက်လာထက်လာလို့ရ30ရှိပြီ ဝေးညို့ထက်လာနေတော့မဖြစ်လည်းမဖြစ်တော့ဘူး သူ့ကိုနှစ်လီထည့်လိုက်မယ်လေးလီပေါင်းထည့်လိုက်မယ်ဒီ30ရှိပြီအေးကောင်းကောင်း30ရှိအပေါ်ကြီး4000ရပြီနော်ဘောဒီကပုံမှန်လေးလီလေး9လီနော် ဟာတက်လာပြရ 30ရှိအပေါ်ကြီးဟွာကောင်းကောင်းပဲနေတော့4000ရပြီနော်30ရှိအပေါ်ကြီး4000ရပြီနော်30ရှိအပေါ်ကြီး4000ရပြီနော် ဒါပဲစပ်ပါ ကောင်းကောင်းပဲလာတယ်နေုံကြီးလေးခဏလေးမားမှာတော့အလုပ်တွေတားရှုံနေတယ် လူလာတဲ့ဘယ်လေး ဒီလက်မထောင်ပြီးလိုက်မလို့ ကောင်းပါဘယ်လေးဒီလိုဆိုင်ရှိ အပေါ်ယူမလားနေဟောအဲ့ဒါမတိုင်းမောခေါ်ခိုင်းတယ်ငါစုလိုက်မယ်ဘောစီဟိုကတော့နောက်တော့အလီကြီးတလီလောက်ရှိမှာ10လီလောက်ကိုကြီးတို့ယူမှာတော့လေလက်ယူမှာမဟုတ်လားတိုင်းအောင်ခေါ်လိုက်လေဟေ့ရဟောအေးဘောစီချုံပူလီဘက်နေ10ရှိအောက်ကြီးမြန်မာဝင်10သိန်းရပြီနော်တော့10ရှိနဲ့ထည့်ရမှာအဲ့ဒါပဲချုံမူလီ30ရှိအောက်ကြီး1000ရပြီနော်အဲ့ဒါမင်းတို့ရမယ်ဒီလေပဲအေးဒီလေချုံမူလီ30ရှိအောက်ကြီး2000ရပြီနော်ကောင်းကောင်း30ရှိအပေါ်ကြီး2000ရပြီနော်ကောင်းတာကဘာလို့ယူမလားကိုကိုကြီးထည့်ပေးရမှာလို့ နှစ်လီရလေးလား30ရှိပဲ ရပြီနှစ်လီကိုချစ်ကဘယ်ကောက်လဲယူမလားမယူသေးဘူးလားရှင်းနေပဲ ရှင်းတဲ့တလီပဲလုံးဘူး နှစ်လီယူမလားတလီတခါပြောတလီမင်းမမမှတ်တာတော့ဟမ်အေးမင်းကြိုက်မှယူလို့မကြိုက်ဘူးလေဘယ်လိုအများကြီးဟေးအလောပြောကြီးအေးတလီကတော့ရမယ်ကြီးနှစ်လီသုံးလီဆိုမရဘူးโอเคမင်းအောက်ကြီးလားဘာမှတော့လိုက် ဒီအကြီးရလား အေးမင်းအောက်ကြီးတလီရမယ် ဒီကကိုဒီမှာပဲနေတယ် အေး ဒီဘေးထုတ်ပြီးရတယ်ကောင်းကောင်းမပြီးရတယ်ဘေးလေးဒီရဘာပြုတ်အမလေးမကတူးပိုးပါတယ်နော် ဟို ဒါဒီကနေ့တေပွဲ ကောင်းကောင်း30ရှိအပေါ်ကြီး1000ရပြီနော်
ဆယ်တော့ဂျူမူလီယို15မက်15မက်နဲ့တမက်အပွားနဲ့နိုင်ရရှိတာတယ် ခဏလေးခဏလေးရ မိ ပြီး ရ တော့ တဲ့ ဖြစ် ဘက် ပြီ မှာတော့ဂျူမူလီကတော့ဘယ်မှာရှုံးပြီးပြန်ဆက်နိုင်မှာမာကြမယ်လို့ပြောချက်နိုင်ရရှိသွားမှာဆိုတော့ ဒီကနေ့ဆက်ရှိပေါ်ကြီးနေအောင်ရပြီနော် ဖိရဟဲ့ဘာယူဒီလေခါလာ ဒီတော့ဒီတော့ဒီကချီကောင်းပြီးဝင်လို့လိုက်နေတာဒီဘက်နဲ့ချက်ကတိုက်တော့ share လေးတွေလေးတွေပေးခဲ့လို့ရပါတယ်ကျွန်တော် အဲဒီနေ့ချုံပူလီတစ်ဆက်ရှိအောင်ကြီး3တော့ရပြီနော်ငယ်တော့ထောင်ပြီးတယ်လက်မ ဒီမှာကတော့တော်တော်ကြီးပဲခိုးတူပါတယ်နော်ဂျူမူလီကဒီတော့ရမှနမအသားနဲ့ပွဲဥစ္စာကိုသားလာပဲဖြစ်တယ်နော်ဘယ်ထူလာလဲ ကောင်းကောင်းဆက်ရှိပေါ်ကြီးထောင်ရပြီနော်ချုံပူလီတစ်ဆက်ရှိအောင်ကြီး1000ရပြီနော် ။အော်ချင်းကျိုးစားတော့မှပြန်နိုင်အောင်လို့ဟုတ်ကဲ့ပါကျိုးတော့ကျိုးစားနေပါကစားသမားတွေကဘယ်လေးထူလာလဲ ချုံပူလီတစ်ဆက်ရှိအောင်ကြီး1000ရပြီနော် ကြာရှိတယ်ဒါကြီးကတော့ပပလေးနဲ့ဖတ်ထားခဲ့တယ်နော်။ကဲအမကတော့42ပါကြနော်တတူတူနဲ့42ပါကဲတောင်းရဲစပ်ပါ ချုံပူလီတစ်ဆက်ရှိအောင်ကြီး1000ရပြီ ဘယ်လေးထုံပေးထားတယ်အပေါ်မှာပေးထားတယ်ပေါင်ချိတ်ဒါကြီးဆယ်ဟုတ်တယ် အဲညီပြောပါလောက်ကူနေလိုက် ကဲအမကတော့2ပါကြနော်ဒီကနေ့ကကိုကြီးက ချုံပူလီတစ်ဆက်ရှိအောင်ကြီး1000ရပြီနော် ဘယ်လေးစပ်ပါဘယ်လေးထူလာလဲဒါကြီးထုံပေးထားတယ်ဟိုကမှပေးထားတယ် အတိချက်ယူမှာချုံပူလီတစ်ဆက်ရှိအောင်ကြီး1000ရပြီနော် ရမတ်တွေကိုရှာဖွေနေခဲ့တယ်နော်ရမတ်ကတော့အခုရတဲ့ဘက်မှာတော့သူမူလီကတော့ရမတ်တန်တဲ့ပွဲဥဆောင် ချုံ လာ ပူလီ တာ တစ်ဆက်ရှိအောင်ကြီး1000ရပြီနော် ။တော့ကဲစပ်ပါတော့ကဲထူလာလေ။ကဲကျွန်တော်သုံးသားနေတူပါပဲအမကတော့ အဲဒီခဏလေးရရင်ပြောမယ် တချင်းဝေသွားခဲ့တဲ့အတွက်အမကတော့ဖိုက်ထူပါကြနော်ဒီပွဲတော့ကျွန်တော်နေရတော့ဆက်ရှိလို့အောင်ပြီးတာခိုင်းလိုက်တယ်နော်ဒီပွဲကျွန်တော်ဘုဘကိုလည်းကြိုက်တယ်လို့ပဲကျွန်တော်တို့တယောက်ဒီပွဲရနော်ခုဒီပွဲကတော့ဘုံလီတာ30တယ်လား အဘက ဒီလေးဆက်ရှိရလားအောက်ကျနေလီရောက်ပါတော့ဆက်ရှိကြည့်ရတော့ကဲဒီပွဲကတော့ လောလောဆယ်ကတော့18ဒီပဲရှိတယ် ဝေးကွင်းကြီးပဲအပေါ်ကြီးနဲ့ထွက်လာခဲ့တယ် အပေါ်ကြီးက အပေါ်ကြီးထွက်လာကြဆိုပထမတစ်ပွဲအနိုင်ရရှိတဲ့ဒုတိယတစ်ပွဲနိုင်မှလာလေပတ်ဆက်ရပါကြနော်စီမကြောင်ညာလေး ကောင်းကောင်း1000ရပြီနော်အောက်ကြီးတွေပိုင်းမရှိတော့ညီ level ပဲ level ပဲရှိတော့အောက်ကြီးတွေပိုင်းမရှိတော့အောက်ကြီးမရှိတော့ဘူး โอเคโอเคโอเค ကဲဘယ်လေးစပ်ပါမကတော့ဖိုက်ပါကြနော် အမှတ်25ပြန်ညီကိုတို့ရေ ဟုတ်ကဲ့ဟာပြီးတော့ကြာချီဖိုက်နေကြောနော်ဘယ်လေးစပ်ပါဘုမလာကြရပြီဒီတိုင်းတလီရအဲတော့ ရှိရတော့လား လေပဲလေပဲ ဒီနိုင်လာကြ လေပဲတလီပဲကိုကြီးရပြီလေပဲကိုကြီးအေးဒီလေးမင်းကြာချင်းတလီရပြီနော်လေပဲတလီရပြီနော်မင်းတူရကွယ်နော် အေးမင်းလဲပဲယူမလား အခုငါးနေစီပါနော် အလောဟုတ်ကို ကိုလေပဲချင်းလေပဲ ဘယ်ရလဲကိုကြီးကောင်းကောင်းဘက်ကလားဟုတ်ကိုကြီးဟောကောင်းကောင်းဘက်ကကောင်း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 အေးကြောမှပဲရမယ်လေပဲကြတော့လေကောင်းကောင်းနေပြီကောင်းပါလေချချစ်နော်ကြောမှပဲရမယ်လေပဲကြလေကောင်းကောင်းနေများ
ကဲကောင်းကောင်းတလီရှိပါတယ်နော် လေပင်ကတော့ကောင်းကောင်းနေပြီနော်အများကြီးရှိတယ်ကြောမှပဲရမယ်ဗျယူရဲရင်တော့အေးကောင်းကောင်း30ရှိရ ပေါ်မှာပေးရတယ်ပေါင်ချင်း ချုံပူလီတစ်ထောင်ရပြီနော်ချုံပူလီတစ်ထောင် ကဲမက3 5ပါတယ်ကဲမန်းကြီးတွေကတော့ဒါကဘာမှလည်းမရှိဘူးဒီမှာလည်းမရှိချူဒီမှာပဲရှိရတယ်နော်ကဲဘယ်လေးစားပေးပါ ဘယ်အောင်ထဲရမှမသိဘူး ဘယ်လေးထူလာတယ် အေးဒုတိယဝညီခင်ကယူဖို့လဲ ဒီမှာပေးရတယ်ဒီမှာတော့ဆုံးတယ်ကဲကတော့တော့တယ်တော့လုံးရင်စတိုက်နေခဲ့ပြီနော်တိုက်တယ်ဒီညတော့တို့မခတ်တော့ဘူးလားဗျာတလီကအကိုပြောတာလားတလီကဘာကိုပြောတာလဲတလီကဆိုတော့ညီလေးတော့ကဲချက်ချင်းစမ်းပေးပါချက်ချင်းထူလာတယ် အေးရရင်ထည့်ပေးမယ် အဲ့မကြော်ခဲ့ဘူးဗျာနော်ဒီမှာကတော့3 5ပါဗျာနော် ပေါင်းချိန်ဆိုရင်ပေါင်းချိန်နေတာအများကြီးကြောမှာပဲ လက်ပဲဒီလေးဟုတ်ကဲ့အပေါ်ကြီးနဲ့ရှာပေးမယ်နော်ခဏလေး မရောက်ချင်းချင်းမရမယ်ဒီကဲဘယ်လေးစားပေးပါဘယ်လေးထူလာရဲ့ဝေးကိုလည်းထိုးရတယ်ဘယ်နှလီ ဘုံလုံးပြောပြီးအပိုင်ပဲအပိုင်ပဲ ဖိုးပိုက်ပါလက်ပဲ ချုံမူလီ30ရှိအောက်ကြီးတစ်ထောင်ရပြီနော်ခဏလေးစားပေးတာပြလေးဟေးဟုတ်ကဲ့ပါဗျာနော်ကဲဒီလိုမလေးတွေချိန်နေတိုင်းတော့ share လေးတွေတဲလေးတွေပေးလို့ရပါတယ်နော်လည်းတယောက်ချင်းဒီတိုင်းကိုလည်းကျွန်တော်ဒီညနေပြီးတော့အားလုံးကိုစားကျေးဇူးအများကြီးတင်ပါတယ်နော်ဒီလိုဆက်လုပ်ပေးရတယ်ဒီမှာပေးရတယ် ချုံမူလီ30ရှိအောက်ကြီးတစ်ထောင်ရပြီနော်မရသေးဘူးအမတ်နေငယ်နဲ့ထည့်ဟိုင်းနဲ့ပေါ်ဆက်မရသေးဘူးဆောနာသူအမတ်နေငယ်နဲ့အတူယူထားတဲ့ငါးပြန်ထည့်ပေးအောင်ဘောဒီဆောနာကဘောဒီယူထားတဲ့30ဖြစ်ပေါ်ကြီး9000ရပြီနော်ဘောဒီကခဏနေပြီးရင်ရသလောက်ထည့်ပေးမယ်ဆောနာသူကအမတ်ပြောက်သွားကနေအဲ့ဒါယူရက်တက်လိုက်ဖြစ်နေဟယ်လို ဒီလေးစားပေးထူလာတဲ့ဖိုက်မကြော်ခဲ့ဘူးနော်ကဲအမကတော့ ဟုတ်ကဲ့ဟယ်လို တော့တကယ်လို့လည်းဒီနေ့တဲဝဲဒုတိယတဲဝဲမှာတော့ 10ရှိပြန်ပေါက်သွားပြီ ပဲအနိုင်ရရှိသွားမလားမဟာချိုင်းပဲအနိုင်ရရှိသွားမလားဟုတ်လားဒီကတဲဝဲတော့ဒါ ဟုတ်ကဲ့ရှာပေးမယ်နော်ခဏလေးခဏတယောက်ကအမှတ်နှိမ့်သွားတာတော့မှ तू ကယူပြီးသားဖြစ်သွားတော့ကောင်းကောင်းဘက်ကနေအဲ့ဒါတွေကျွန်တော်ပြန်ထည့်ပေးနေရတာအားနာလို့ ကဲမကတော့ဖိုက်အောင်လားကိုလောင်း ဟုတ်ကဲ့ရရင်ထည့်ပေးမယ်ခဏဘောဒီကဆောနာတွေတောင်းထားတာမဟုတ်ဘူးအမှတ်ပြက်နေကြနေမှာကျွန်တော်တစ်ချက်လက်မထောင်ပေးအောင်အဲ့ဒါဆောနာအမှတ်ပြက်သွားတဲ့အချိန်ကဘယ်သူမှယူမဲ့လို့မရှိဘူးလက်ထဲမှာပုံသွားတာကြီးသူတို့ပဲတောင်းထားတာလက်မထောင်ပေးအောင်ကျွန်တော် တော်ပြပါပြီအေးသေးပဲဘာလဲဘောဒီကောင်းကောင်း30ရှိအပေါ်ကြီး2000ရပြီနော်2000အဲ့မှာကျွန်တော်2000ထည့်ပေးလိုက်ပြီမပြတ်သွားတဲ့အချိန်ကအကိုတို့ပဲ10ရှင်းနဲ့ပြောထားတာအဲ့ဒါကြောင့်မို့ဟယ်လိုရသေးအေးဒါဘယ်လိုကြီးလဲအေးဘယ်ရယူဖို့ကောင်းကောင်းလားဟာဆိုတော့အမှတ်ပြတ်တော့ကကြဘယ်သူမှယူမဲ့လို့မရှိဘူးဟုတ်လားအေးကြည့်ပေးမယ်ခဏလေးနော် လောင်းနေတာမလို့သက်သေရမယ်ဟုတ်ကဲ့ကျွန်တော် အေးကောင်းကောင်း30ရှိအပေါ်ကြီး1000ရပြီနော် မိသွားကြတဲ့ကအမဟုတ်လားဟုတ်ဖိုက်ကဲတော့စပိုက်ပြပါရနော် အေးခဏလေးရရင်ထည့်ပေးမယ်နော် ဘုရားကြီးမလေးတွေတည်ရဟုတ်ကဲ့ပါဒီလိုပွဲမျိုးကတော့များတကယ်ကောင်းပါတယ်နော်ကဲဒီနေ့ဒုတိယကျေဝဲတော့ချက်ချင်းတော့တမက်တာနဲ့ပွဲဥဆောင်ကစားတာပဲဖြစ်ပါတယ်နော်ချက်ချင်းစမ်း အေးညီခဏလေးဟေးဆိုတော့သူတို့အမှတ်ပြက်ကနေယူထားတဲ့လူတွေထည့်ပေးနေရလို့ မော်လေးပဲလေ ဟောမှာလည်းဘယ်လေးနော်အေးညီကိုထည့်ပေးတာမှန်လား1000လား900လား မာချိုင်းတော့အနိုင်ရရှိတာပဲဖြစ်ပါတယ်နော်ဒုတိယပြေပါအကောင်ကောင်တို့ကလည်းပွဲချင်းနေသွားမလားချုံရ ကြာချစ်30ရှိအောက်ကြီး1000ရပြီနော် ဆက်လိုက်ကြည့်ကုန်ကြမယ်နော်ဘယ်လေးစားပေးထူလာတဲ့ဘယ်မှာပေးရတဲ့ ဘယ်လေးမိကြလဲဗျာနော် ဒီကိုတူကို ဟောလိုက်ကဘယ်လေးဟောပါလေထောင်ကဲအဲ့ဒါဆိုပြန်ပို့အောင်ပါကွာအေး ကဲအမကစပိုက်ပါနော်ကဲချက်ချင်းစားပေးပါဒီကတော့ရမတမနဲ့ပွဲဥဆောင်ဝေသားရတယ်နော်ထူလာတယ်ဒီပဲထုံပေးတာ ဘယ်လေးတစ်လုံးထုတ်ထားတယ်ဗျာနော် အကောင်ပါပေးရတယ် ကောင်းကောင်းဘက်ကနေပြီးတော့30ရှိပေါ့ဟွာပေါ့400 500တက်ပြီးကြပြီနော်အပေါ်ကြီးနဲ့400 500တက်ပြီးအပေါ်ကြီး
ကယ်ချင်းကိုပွဲတော့ပွဲရတာကိုတရားလို့ပြောဆိုလို့ကျွန်တော်ယုံကြည်ရတယ်ကျွန်တော်သိချင်တယ်ကောင်းကောင်း30ရှိအပေါ်ကြီးတစ်ထောင်ရပြီနော်ညီလေး ဒီလိုပဲချင်းလေးဆက်နေလေးပြေးလို့ရပါတယ်နော် အေးပြီးတော့ ဒီပြင်အေးတင်တာဒါမှမဟုတ် မင်းကတလီမမရဆိုခဏကငါမှပုံနေတော့ကဘယ်သူမှယူမဲ့လို့မရှိဘူးဖြစ် ကဲဘယ်လေးစောက်ပြပါ အေး ကဲဒုတိယတေဘော โอเคခဏကဟာလည်းအမှ6လီတာလောက်ကဟိုဘောဒီ2ယောက်ကိုပဲခွဲပေးလိုက်တယ်သူတို့ကအမှတ်ပြက်ကနေယူထားတာဆိုအဲ့ဒါတော့ကြီးကြောနေတယ်သူများ level ပေါက်တဲ့ချိန်သူစိတ်ချပေးတယ် ထုတ်ပြီးသားလေတော့ငယ်မှာပြီးသားလေချာချစ်လို့တက်လေ ဘယ်လေးမိထားပြန်ပြီကောင်းကောင်းတင်ထားတယ်ပြပေါင်ချွေးကချစ်ထက်ပြီးမိတယ် အားမလာရေးစေပဲ အော်ပါတယ်နော် အားဘာလို့ အေးမရသေးဘူးအပေါ်ကြီးများနေ တကယ်နော်အနည်းငယ်လိုက်ပြီးတယ်နော် အေးရရင်ပြောမကြီးလောလောဆယ်မရသေးလို့ အိမ်ကအမေမသိအောင် သောနာဟို သိတယ်နော် မရသေးဘူးသောနာမင်းဟိုကအမှတ်တက်သွားတာတော့အဲ့ဘောဒီ2ယောက်ကအလီကြီးသားကြီးသူတို့မှပုံနေဟာထဲမထည့်ရဲတော့အားနာနေသူတို့ပြောတယ်ထည့်လိုက်ဆိုတော့ ဆွဲမခေါ်ပါဘူးဘယ်နာကမှမလာနဲ့ရုံမမှု အားဒီက1000လောက်ပုံသွား ရတယ်မလာနဲ့ဘယ်ကောင်းမကောင်းအောင်နော် ပေးသေးတယ်အမှတ်ကကြာချစ်တို့ကဂုံးတက်သွားလေသူတို့ကတော့ထည့်ခိုင်းတယ်ကိုကမထည့်ရဲဘူးလေအမှတ်ကကွာနေမင်းလားယူမဲ့ကောင်20တောင်မှမရမကလိုက်နိုင်နေတယ်အခုပေးကြလားရှုံးမကြိုက်ဘူး ကောင်းကောင်း ကောင်းကောင်းမာလာပေးတယ်ပေါင်ချင်းကိုအောင်းပါတယ်ပေါင်ချင်းမိမီ18တောင်မရှိပါဘူးမင်းလဲပဲအာဦးကတော့နှာနုဖြတ်ကန်တော့မှာငါ ပိုက်ဆိုင်မှာပြပြီးတော့တပွဲချသွားရင်တော့ဒါအတော့ရှုံးပဲပေါ့နော် ဘယ်လေးထိုးထားပြန်ပြီတောင်ခဲတင်ထားပြီကောင်းကောင်းပေါင်ချင်းညာသေးတယ်ကောင်းကောင်းပြန်ထောက်တယ်တောင်ခဲဝင်ကိုလက်ကိုတင်းနေကောင်းကောင်းပြန်ပြီပေါင်ချင်းပါသွားပြန်ပြီတောင်ခဲနဲ့တင်ထားတယ်အဝင်လေးပဲထည့်ထားတယ်ကောင်းကောင်းပေါင်ချင်းကိုတင်းနေတောင်ခဲလည်းပြန်ရတယ်ကြာချီဘယ်လဲမီတော်မီတယ်မိုက်တယ်ဖြစ်သွားခဲ့တယ် ကောင်းလိုက်တဲ့ပွဲဗျာနော်ညီကိုတို့ကြီး တော်လို့တယ် အေးဟုတ်ပြီ တော်လို့လေတော့ရတယ် အားခိုက်ခိုက်ခိုက်ဒီကိစ္စ အေးပြီးရင်ရရင်ထည့်ပေးမယ် ဟုတ်ကဲ့ကျေးဇူးပါဗျာတော့လာချင်းချင်းနဲ့တယောက်ချင်းနဲ့ဆိုတော့ကျွန်တော်ဒီနေ့အားလုံးကိုတော့ကျေးဇူးတင်ပါ အမအော်ပေးပါအောင်နော်ဟုတ်ကဲ့ပါစောနာကျွန်တော်လည်းအလုပ်တွေရှုပ်သွားလို့မအော်ဖြစ်တာနော် ချာချင်းစားပြပါ ကြာချစ်စားဖြစ်ပါဗျာနော်ဘယ်လေးတစ်လုံးထုတ်ပေးထားတယ်ကောင်းကောင်းပေါင်ချွေဝဲတင်ထားတယ်ဝေးသွားခဲ့တဲ့ပေါင်ချွေနော်ညီကိုတို့ကြီးကောင်းလိုက်တာနော်ကောင်းကောင်း30ရှိအပေါ်ကြီး2000ရပြီနော် ကိုကျောင်းပဲရှိတာလေကျောင်းသားပဲမနေ့ပဲရှိ မများပါဘူးအဲ့လို အားပေးနေပါတယ်ဟုတ်ကဲ့ပါကဲချာချင်း 2လီတာ3-4လီတာလောက်ပဲ ဆိုရတဲ့ အဲ့လောက်ပဲအာဟွာ ပေါင်ချင်း ကြာချစ်တို့ချုံပလီဘက်ကနေပြီးတော့10ရှိဟွာအောက်ကြီး2000ရပြီနော် ကဲဝင်းနေပါလားလို့ အေးရရင်ပြောမယ်နော်ဖိုက်7ဖြစ်နေတော့ကိုချစ်ဖိုက်7ယူရဲလား မအနေနဲ့ဒီကတော့နမ ယူရဲလား10ရှိပဲ10ရှိကြီး ဒီရတယ်မှာတော့ အတလီရပြီရတယ် ဒီပွဲ အဲ့ဒါဘာပြုတ်တော့ အေးချုံပလီ10ရှိအောက်ကြီး1000ရပြီနော်ကိုချစ်မင်းအဲ့တော့မင်းမမှတ်လိုက်တော့2လီအေး ဒီကိုညမှာနော် အာစီရဒီတိုင်းပဲကြည့်အောင်ပါမလား ကိုကြီးရေကျွန်တော် ယူအောင်ပါလားဟာယူအောင်ပါလားပြောရတယ်ပိုက်မချုံနော်ညီကိုခတ်မေးနေ ရှိတယ်ပိုက်မလို့ ခတ်မေးနေမလို့ဒါမေးပြီးမယ်ခဏလေး ပိုက်မလို့ခက်လာတယ် ဟာဒီကောင်တူနေတာ အရင်ကတာလို့မရှိဘူးကြာနော်ဒါတလိမ့်တလိမ့်နဲ့ပဲ ဘာပြုတ် ဒါတင်ရောဒီပွဲအမတ်တွေကတော့တွေ့ခဲ့နေတော့ကြတော့လူမာတာပေါ့ဆိုရင်တော့ကျိုး ဟောလက်ထဲမှာပတ်စံ1000လောက်ပါကြံနေတာအဲ့ထဲမှာဟုတ်လားအဲ့ဘောဟိုကဒီဆက် ဒီရပြောရမှာဟုတ်ပြီကြာလေတူလာလေဒီထုတ်ပေးတာလေ နေရရင်ပြောမယ်ဟောလိုက်တာမိပြန်ပြီဟောလိုက်တာအောင်မလေးလေးဒီလိုပွဲမျိုးတွေမှာကြည့်ရတာတကယ်တန်တာနော်ညီကိုတို့ကြီးရက်ဆက်မှကြေကွဲနော်ညီကိုတို့ကြီးဟုတ်ကဲ့မရှိသေးဘူးနော်တော့သောနာတာဝုန်းဝုန်းနေတာ
စစ်ပေးနေ ရှိတာပေါ့အားလုံးပဲဒါလာရောက်ပြီးတော့ကျောက်ကိုလာရောက် အာကိုကြီးဒီမှာဒီမှာလဲမဲမရဘူးကောင်းကောင်းတော့ပဲကျိုးနေရတာ ကောင်းမပေးလိုက်ပဲလေကောင်းပါဘယ်လေးကကြည့်ရတော့ aiဘူးလားအမကအိတ်စစ်ပါနော်နှစ်မှတ်กว่าပဲညီကိုလေးနော်အမကအိတ်စစ်ပဲနှစ်မှတ်กว่าပဲကောင်းတဲ့ဆေးရှိပေါ်ကြီးတခါရပြီနော်လုံးချင်တယ်လုံးမပြီးချင်တယ်ချင်တယ်မရှိတော့ ဒါလေးထဲလိုက်ဘောဒီယူ ခိုင်ကြရင်ကြော်လာရတယ်ဒီကမိမိလာတော့လာယူလိုက်တော့အဲ့ဒါ ချုံမူဒီတဲ့ဆေးရှိအောင်ဒီနှစ်ထောင်ရပြီနှစ်ထောင် အချင်းတဲ့နေရာမှာဗနေရမစိုးကြနော်အော်ဒီဒါတော့ဘူးဟဲ့ဒီနောက်ကြမစိုးဘူးတော့ကောင်းတဲ့ဆေးရှိအပေါ်ကြီးနှစ် ဟော ထောင် လို့ပြီးရအောင်ချေး ဟောက်ကနေချုံမူလီပန်းနေပြီးတော့900 400တလီရပြီးတော့အောက်ကြီးနဲ့ ဟုတ်ကဲ့ပါမနက်ပိုင်းမင်္ဂလာဆောင်ရှိတဲ့ဒီနေ့ချင်းရသေးတယ်ဟုတ်တယ်ညီလေးနော်အခုကကျတော့အရင်လိုမင်္ဂလာဆောင်တွေပါတိတ်မရှိတော့ဘူးနော်ညီလေးနော်ဒါအေးစခတ်လို့ရတယ်မြုပ်ကန်လို့ရတယ်ချိန်4တောင်ဟုတ်ကဲ့လို့ရတယ်နော်ကဲကောင်းကောင်းစောင့် ဟုတ်ကဲ့ဘောဒီချုံမူလီပန်းနေ18အောက်ကြီးမြန်မာငွေ5သိန်းရပြီနော်မြန်မာငွေ5သိန်းအလာကောင်းဝင်မယ်လေအမှားမလို့ရတယ်နော်မေလေးစေကြီးကလည်းကောင်းဝင်မယ်လေ ဘောဒီကောင်းတဲ့ဆေးရှိအပေါ်ကြီး400ရပြီနော်ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ရှာကြည့်လို့ပဲရှိနေတာဒါကြောင့်ဘယ်ကဒီဘက်ပြီးတော့မရှိတော့ဘူးကြာနောက်ဆိုတော့ပွဲလိုက်တာပါ ဒီလေ ဟုတ်ကဲ့ရရထည့်ပြီးခဏလေးကဲညီကိုတို့ရေမှတ်ကတော့လက်ရှိမှာတော့ချုံမူရီကအပေါ်စီးကနေသွားနေခဲ့တယ်နော်ရဲပဲချာပါ လူလူလေးက ကဲကျွန်တော်တို့အမှတ်က9စစ်ဖြစ်သွားပြီဗျာနော်ညီကိုတို့ရေ ဒီနေ့တေပေါ်မှာတော့ အောင်ကြီးတွေပါလေမရှိတော့ဘူးเนาะညီကိုတို့အမှတ်က9စစ်ဖြစ်သွားတယ်ဆိုတော့3မှတ်กว่าဟသွားခဲ့တာဖြစ်တဲ့အတွက်အမှတ်ကတော့ဒါ3မှတ်กว่าတာဖြစ်တဲ့အတွက် level ပဲရှိတယ်ဗျာကြီးကတော့เนาะအောင်ကောင်းအောင်ချင်းကိုထက်တင်နေအောင်လိုက်တာပေါင်ချင်းစစ်နိုင်ပါစစ်နိုင်ပါเนาะညီကိုတို့စစ်နိုင်ပါအောင်ကြီးမရှိတော့ဘူး ကဲကောင်းကောင်းစားပေးပါကောင်းကောင်းထူလာတဲ့ ဟောမမသားလေး မာရာကြီးရအောင်လိုက်တာနော်ညီကိုတို့ဘောစီလောလောဆယ်ကမရှိသေးဘူးဗျဟိုချုံမူလီရဲ့ခြေပြန်တက်သွားပြီအမက9စစ်ပါနော်ညီကိုတို့ဒါချင်းနောက်ကိုခောက်ထားတယ်မောင်ချင်းလုံးထုတ်ပြီမောင်ချင်းကိုပဲတင်ထားတယ်ကောင်းလိုက်တာပေါင်ချင်းဘယ်လေးကိုသာအဓိကထားစောတဲ့ဝင်းကိုလည်းဘရောအောက်မှာကြီးပဲတဲ့ဖြစ်မှာတယ်ဟုတ်ကဲ့ပါနော် မြောက်နေမြောက်နေ ကဲကျွန်တော်တို့ကောင်းကောင်းဟိုချုံပူလီပဲ level တွေတက်နေပြီကြီးတွေနော်အမှတ်3မှတ်กว่าတဲ့ချိန်မှာတော့ level တက်နေတယ်ဗျနော်အေးရရင်ပြောမယ်နော် level တွေဖြစ်သွားပြီဗျနော် ဘာလဲမှာတော့ဘယ်လေးနဲ့ပေါင်ချ ကဲ င်ပဲဖြစ်ပါလေ ကောင်းကောင်းစပစ်ပါအမှတ်9ပါကောင်းကောင်းထောက်ထားတယ်မာရာဘီကောင်းလိုက်တာကြာချစ်အမှတ်ကတော့9ပါကြာချစ်18ပါတဲ့နော်ညီကိုတို့ရေဟုတ်ကဲ့နောင်ရေယူမယ်ဆိုလက်မထောင်လိုက်ပါကြာချစ်18ဖြစ်သွားပြီဗျာနော်ညီကိုတို့ရေကြာချစ်ပါ18ဖြစ်သွားပြီ တော့ပဲဖြစ်ပါလေနော် ဝေး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 ဒီလေ ကဲညီကိုတို့ရေချုံမူရီကတော့ခုဆိုရင်တော့အောက်ရှော့ရောတွေတက်နေခဲ့ပြီပြီးနေခဲ့ပြီနော်ဘယ်ပဲရှိတယ်ဗျ ဒါဝင်းကိုလည်းကဘရောနဲ့တိုးပြီးတော့ဒီကတစ်ပတ်ကြာခဲ့တဲ့အတွက်အမကတော့တန်းစစ်ပါ အမှတ်ကတော့တန်းစစ်ပါဗျာနော်ညီကိုတို့ မင်္ဂလာပါ ဟိုဟာပဲလေ
မာရာဘေဘီကောင်းလိုက်တာပေါင်ချိန်ရှာသေးတယ်ပေါင်ချိန်ပဲပေါင်ကပြန်ပြီကြာချီကဲလွဲချော်သွားခဲ့တာဖြစ်တဲ့သူအမကတော့စစ်တမ်းမှာအမစစ်တမ်းဗျာညီကိုတို့ကြီးကြာချီက18ဘေဘီတဲ့ကိုကြီးကောင်းပါလေတစ်ပတ်လုံးကောင်းပါလေနောက်ပွဲရှိသေးလားတဲ့နောက်ပွဲတော့ဆက်ပွဲပဲရှိမယ်ဗျတဲပွဲတော့ဒီနှစ်ပွဲပဲရှိပါတယ်နော်ကဲပေါင်ချိန်စပစ်ပါနော်ကြာချီစင်ထွက်သွားတယ်တင်ထားပေးတဲ့ဝင်းကိုလက်ကိုကောင်းလိုက်တော့ဝင်းကိုလက်ကဲမကတော့တန်းစစ်ပါနော်တန်းစစ်ပါအားပေးနေတဲ့နှစ်သင်းလုံးနဲ့ဟုတ်ကဲ့ပါနော်တန်းစစ်ပါနော်ညီကိုတို့ကြီးကြာချစ်ကပဲတက်နေတာကိုကြီးအဲ့ဒါမှကြာချီကွာကောင်းလုံးနဲ့ပွဲတွေဟုတ်တယ်တမရဖို့ကတကယ်မလွယ်တာနော်တန်းစစ်ပြဝင်ကိုလိုက်ရကျိုးသားထားကွာဟုတ်ကဲ့ပါနော်ပေါင်ချိန်တလုံးထုတ်ထားပြီတင်ထားပြီကောင်းလိုက်တဲ့ပေါင်ချိန်ကြီးသုံးနဲ့ဆိုကြီးကောင်းပါတယ်ဟုတ်တယ်ဗျာနော်ဟုတ်ကဲ့ထိုင်းပွဲတွေမရှိပါဘူးเนาะကျွန်တော်မြန်မာချင်းပွဲတွေပဲရှိပါတယ်။အောင်ချိန်စားပင်နဲ့ဝေးသွားခဲ့တာဖြစ်တော့တန်းစစ်ပါเนาะ။တစ်ဖက်ကစားသမားကောင်းကြပါတယ်တဲ့မကောင်းတာကဒီမဟုတ်ကဲ့ပါနော်။ဒီမကိုကူချပေးဖို့လူလိုရင်တော့ပြောပါတော့เนาะ။ဒါချစ်ထိုးထားပြန်ပြီ။အောင်ကောင်း။အောင်ချိန်နဲ့ထက်တင်နဲ့။ကောင်းလိုက်တာဗျာနော်။ထောင်ပဲပိုက်မကျော်ဘူးဗျာနော်။ဟုတ်ကဲ့လားကောင်းရင်နိုင်ပြီဟုတ်ကဲ့ပါမမပွဲအရင်ကောင်းတယ်ချစ်တယ်နော်တဲ့ဟုတ်ကဲ့ပါမမကြီးနော်ကောင်းကဲတော်တော်စေးတယ်ဟုတ်တယ်ကဲမကတော့စစ်တမ်းပါဘယ်လေးကိုတင်ရမှာတဲ့ပေါင်ချိန်ပန်းနေပြီပေါ့ဟုတ်တယ်ဗျာနော်ဒီပွဲကမာချိုင်မှာပြန်မတည်ဘူးလားကိုပကင်းတဲ့မာချိုင်မှာလည်းဖြစ်သွားမှာပါနော်ကောင်းကောင်းစားတယ်နော်ကောင်းကောင်းစားပြီးတော့ရမတက်ကိုရှာဖွေသွားမလားတို့တွေဆက်လိုက်နေကြမယ်နော်ကောင်းကောင်းစားပြီးပါကောင်းကောင်းတော့ကိုထောက်ထားတယ်မာထားပြီးဝင်းကိုလက်ကိုအောင်းလိုက်တော့ဝင်းကိုလက်ဘယ်လေးကိုထိုးခိုင်းပါလို့တဲ့ဟုတ်ကဲ့ပါနော်အမတန်းစစ်ပါနော်အဲ့ဒါလိုမျိုးပိုက်ကတော့9မိနစ်30စားပြီး OB အပိုင်းနဲ့ပေါ်ပဲဖြစ်ပါလိမ့်နော်အဲ့ဒါစားပြီးပါဝေး OB ထားတယ်မာထားပြီကြာဒီလေဟောပါလေဆရာမကျွေးပွဲမရှိပါဘူးဗျာလောလောဆယ်နော်ဆိုင်လေမမကိုကြီးကိုကျောင်းသားခေါ်တာတော့လေးတွေးပြီးဟုတ်ကဲ့ပါကောင်းကောင်းစားပေးပါစစ်တမ်းပါနော်ကဲကောင်းကောင်းစားပေးတော့ရအောင်တော့ကိုချာဖို့ဘိုးရတယ်ကောင်းကောင်းမာထားပြီဗျကောင်းကောင်းမိကြတယ်ဘယ်လေးကိုတင်ပေးပြီဘယ်လေးဖတ်တယ်ကောင်းလိုက်တာနော်ဆယ်ဘီတန်းဗျညီကိုတို့ရေဆရာမအတန်တိုးတယ်တဲ့ဟိုမှာတော့ပလိတ်ကလာလို့ဆရာမသွားနေပါတယ်နော်ကဲမက7တန်းဗျ7တန်းပါနော်ကောင်းကောင်းတွေ့ပါလေဘိုးရပြန်ပြီဗျနော်ဒီမိသွားပြီကောင်းကောင်းပြန်ပြီနဲ့ဘယ်လေးကောင်းလိုက်တာဘယ်လေး8တန်း
မ်းဖြစ်သွားခဲ့ပြန်ပြီအိတ်ချမ်းဗျာညီကိုတို့နော်ဟောချင်းနေအကြောင်းတော့ဆိုမရဘူးလားဟုတ်ကဲ့ပါနော်ကဲညီကိုတို့မှကတော့အိတ်ချမ်းပါနော်ကျွန်တော်တို့ပလိတ်နဲ့သိပ်ချမ်းမလဲဘူးဗျာနော်မကြိုက်ပါဘူးမကြိုက်ဘူးနော်အတန်လည်းမကြိုက်ပါဘူးဟုတ်ကဲ့ဝင်းကိုလက်ကိုပဲတင်းနေကောင်းလိုက်တာဝင်းကိုလက်တန်းအိတ်ပါကဲတန်းအိတ်ဖြစ်သွားရင်ညီကိုတို့နော်ကောင်းတယ်ကွာဗလီရတယ်ဒါလိုရတယ်ဟုတ်ကဲ့ပါနော်ကိုကြီးခိုင်းဒီမှာကိုကြီးချတယ်ဟုတ်ကဲ့ပါရရင်ပြောမယ်နော်တော့ဝဲစားပြပါတော့ဝဲထူလာလေထူလာအကောင်မပေးရတဲ့ပေါင်းကြီးလုပ်တယ်မချင်မရတော့ဘုံဘုံမှာဆက်ပြီးတော့ပတ်သက်ဦးကြီးကိုရှင်းပေးတယ်ဟဲ့တော့ခဏလေးကောင်းတယ်ဝါရောခဏလေးကောင်းတယ်ရဆက်ရှိတော့ပြောကဲချီုနောက်ကိုထောက်ထားတယ်ဗျနော်ကျွန်တော်တို့မာထားပေးတဲ့ဘယ်လေးစီကိုကောင်းလိုက်တာဘယ်လေးကောင်းကိုကောင်းလို့စုပေးရမယ်ဟုတ်ကဲ့ပါနော်ကြာချစ်တို့ကတော့ဆယ်ရှိပေးနေတယ်ပူတာသူ့ရပြန်နိုင်တယ်ကောင်းကောင်းတော့ကတ်ချက်တယ်ပြောတာဖြုတ်ထားတယ်ကောင်းလိုက်တာဗျာဝင်းကိုလာနော်ကောင်းလိုက်တာနော်ညီကိုတို့ရက်ဆက်များပါလို့နည်းတိုးပေးပါလေနော်ဟုတ်ကဲ့ကိုကြီးဒါပေမဲ့ကျွန်တော်နာမည်ပြောလိုက်ကိုအဲ့ဒါသူဆိုင် တို့လိုက်ကျွန်တော်နာမည်ပြောလိုက်ကောင်းကဲမှတ်ပလောက်လဲ11 8ကဲ11 8ဗျာညီကိုတို့နော်ဖိုင်တာတွေပဲရှုပ်သားလေးချက်မပြူဖိုင်တာတွေကဟိုးလာပြီပေါင်ချင်းတွေလုံးထုတ်တယ်ကောင်းကောင်းကောင်းလိုက်တာပေါင်ချင်းအကွာကြီးပေါင်ချင်းပြစ်နိုင်တာအဲ့လိုလေးကားလုံးပြစ်တယ်စီလက်ပကဲ့ရဲ့อืมသမီးလေးဘေးမှာသူများဖိုင်ရခဲ့တယ်ဒီကွာပြစ်ရတယ်ရစားပေးပါလေဆန်ကောက်တယ်မယူရကဲညီကိုတို့ရဲ့အမှတ်ကတော့8 11မှာနော်မိပြီဗျကောင်းကောင်းဘယ်လေးကိုတင်ပေးတယ်ဟောပါတယ်နော်ညီကိုတို့ကဲအမှတ်ကတော့11 8ပါနော်ဘယ်လေးရဲ့နော်နောက်တစ်စစ်ခြေတော့မှထိပြီးပြန်ထွက်သွားတာဖြစ်တဲ့အတွက်11 8ပါဗျာနော်ဘုကိုလည်းဘလော့နဲ့တိုင်ပတ်တယ်ဟုတ်ကဲ့ပါကဲကောင်းကဲစားပြပါပေါင်ချီတစ်လုံးထုတ်တယ်ဘယ်လေးကိုတင်းနေဘယ်လေးကောင်းလိုက်တာဗျာဘတ်သွားခဲ့တာနော်ကဲ8 11မဲ့ညီကိုတို့ကြီး11မှာကျန်အရန်กว่าတယ်လေဟုတ်ကဲ့ပါတော့ရှင်းသမားတွေမိမရတယ်ဖိုင်ရင်းနဲ့ရတော့မိုက်တွင်းနဲ့လို့မရတော့ဘူးကဲကောင်းကောင်းစားပြပါတွင်းနဲ့တော့တားရည်ဒါကုန်မဲ့တော့ဘလုံးထုတ်တာပြီကြာချစ်ကိုတင်ပေးတယ်ကောင်းလိုက်တာကြာချစ်နော်အမ11 8ပါကြာချစ်စားပြီးကြောင်းထိုးတော့မယ်ဗျာနော်ညီကိုတို့ကြီး11 8ပါဟိုလာပြီကောင်းကောင်းပဲလေးကိုတင်ပေးတယ်ဒါချစ်မိထားတယ်မိတော့မိတယ်မိုက်တယ်ဖြစ်သွားခဲ့တယ်နော်အမကတော့8 11မှာဘယ်လေးကောင်းလုံးပါလဲဟုတ်ကဲ့ပါနော်ပေါင်ချိန်ပထမပွဲလို့မဟုတ်တော့ဘူးတဲ့အာပေါင်ချိန်တောက်လျှောက်ယုံနေရတာအကိုကြီးနော်ကောင်းကောင်းချင်းထောင်ကလည်းကွာတယ်ဗျကျွန်တော်တို့တော်တော်ကွာတယ်နော်အဲ့ဒါမှပေါင်ချိန်တော်တော်ပြစ်နိုင်လို့ဗျကွာလည်းဘလို့ရှိတယ်မကွာရင်လည်းဝင်းကိုလည်းဘလို့လည်းတော်တော်ထောက်ထားတာဗျကောင်းကောင်းမိသွားပြီဟာဝင်းကိုလည်းဘလို့လည်းတော်တော်ကောင်းတာဗျနှစ်ယောက်လုံးကိုတက်တာနော်ညီကိုတွေကြာချစ်စားပြီးထိုးကွင်းအလဲရောက်တော့မယ်ဟုတ်ကဲ့ပါနော်ဘယ်မပြီးသေးဘူးတဲ့ဘာတွေရောင်းနေတာလဲချုံမူကြီးရေးတယ်ဟုတ်ကဲ့ပါနော်ဝင်းကိုလည်းဘလို့ကြီးကခုနောက်ပိုင်းတော်တော်ကောင်းလာတာဗျာဘလို့နှစ်ချောင်းသက်တိုက်တက်သွားတာဘယ်ညာကိုနော်ချစ်စားပြီးပါ11ကျွန်တော်တို့8ပါဗျကောင်းလိုက်တာပေါင်ချီ
ကောင်းကဲဘတ်ချင်းကိုကြည့်နိုင်တယ်ဟုတ်တယ်ဗျနော် ရသူတို့ပဲလိုက်ဦးကြတော့မှကြီးရဘယ်လာနေနေရှိလားကဲညီကတို့ရဲ့မကတော့အေး ဘယ်လာကြီးလား အလဲမဗျအခုပွဲရှုံးရင်ချုံမူဒီသမင်းကမြဟုတ်ကဲ့ပါသမင်းကတော့မငန်းလောက်ဗျအကြချင်းမင်္ဂလာတော့ရှိတယ်နော်အမကတော့အိတ်အလဲမဗျညီကိုတို့ရေပိုက်ဆိုင်ခရလာကိုပကင်မဟုတ်ဘူးဗျအာဘွားပေးပါနော်ကောင်းကောင်းစားပြပါအဲ့အလဲမင်းဗျညီကိုတို့ရေနော် အခုဒီကကြတော့ဦးလေးနဲ့လီကျော် လုံးထုတ်ထားပြီတောင်ကဲဝင်းကိုလက်ကိုပဲတင်ထားတယ်ဘယ်လေးမိထားတယ် ဟွာရကောက်ပဲရှိတယ် အွန်လိုင်းတာဘယ်လေးထည့်ပြီးပြစ်သွားခဲ့တာ9-11ဗျ9-11မှာ9-11မှာဘယ်ဆွဲတာလဲဘယ်ဆွဲတာလဲဒီဘက်ကလားတူပဲဘာရောဘယ်လိုပဲဒုတိယပွဲကြဟိုဘက်စားပေးတာဒီဘက်ကိုဖတ်မိတယ်ဟမ်စောနာတော့ပေးတယ်လေခုပေးတာမေးကြည့်ရမယ် ကျွန်တော်ပြောတော့ရုပ်ရှစ်ပေးသေးလားတဲ့18ဒီပါအေးပါ မကတော့ကျန်လဲပဲကရမ်းပဲကသွားရအောင်လို့တော့ကျွန်တော်တို့ပဲနီးကတဲ့နီးကလာခဲ့ပြီနော်ရှင်းနေနမတာပါကဲဒါမှနီးသူတွေမျိုးတွေ ကဲညီကိုတို့9-11ဗျ ကဲကောင်းကောင်းဆော့ပေးပါ မေးတော့မာထားပြီဗျတော့မိပြန်ပြီညီကိုဘောင်ချင်းဖောင်းသွားခဲ့တယ်နော်ဘယ်နှလီလဲညီလေး ကဲကောင်းတယ်ဘရောတော့ပြီးနေတယ် ပေးတယ်ခဏလေးဘယ်နှလီလဲမေး မရရှိနေဘူးနော်ကဲအမကတော့11တန်းပါဗျာနော် မှ11တန်းမှာ ဓမ္မတာပဲရှိတော့တာလားခုလာလေ တိုက်ထိုးလေပုံမှန်ပဲထိုးရပါလေ ကဲအမကတော့11မှာကဲ ဘုမဘတော်ကြီး တလီခဲကောင်လက်မထောင်လိုက် ဒီတမမှာရှာဖွေတော့တော့ကျွန်တော်တို့ဆက်လက် ကြာချစ်18အပေါ်ကြီးတစ်ထောင်ရပြီနော်ကြာချစ်18အပေါ်ကြီးတစ်ထောင် ဘုရားတော့15မဲ့14မဲ့နေရရှိတာပြီးတော့ဒီမျိုးမှာတော့ဆက်လက်ပဲပြန်ပြီးနေရမှာဘုရားတို့ ကောင်းကောင်း18အောက်ကြီးတစ်ထောင်ရပြီနော် ဆက်လက်ရေးလို့ရမှာနော်ဘုရားစားရတာနေလို့ခုနပလေးဘုရားတို့လည်းဘုရားလည်းထုတ်ပြရ ဝင်ကိုလက်ကိုတင်ကိုဘယ်ကြာချစ်စီကိုတင်ထားတယ်ဘယ်လေးတစ်လုံးမိပြန်ပြီဘယ်လေးကိုထက်တင်နေကြာချစ်ကပြန်မိတယ်ဝင်ကိုလက်အောင်မလေးလေးကြာရေးဖိုင်ကောင်းလိုက်တာဗျာဝင်ကိုလက် အဲ့လိုပဲတောက်တာပေါ့ဟာဘိုးလေ ကဲကဘုန်းတော်ကတော့ရမတ်မဲ့ကိုရိုတော့ ကောင်းကောင်း18အောက်ကြီးတစ်ထောင်ရပြီနော် ဘုမဘတော်ကြီးလည်းအားလို့လွားနေတယ် ကြာချစ်18အပေါ်ကြီးတစ်ထောင်ရပြီနော် ချစ်ကစားပေးပါနော်ထုတ်ဝေရတယ်ဘုရားဝေရတယ်ပဲလေ ဖတ်ထားတယ်ခေါင်းခွဲပြန်တင်နေပေါင်ချိန်ပြန်မိတယ်ဘယ်လေးကိုတင်ကိုအမှန်ကတော့တန်းလဲပေးမယ်ညီကိုတို့ရေဝဲရတကယ်ကိုကြည့်လို့ကောင်းနေပြီကဲညီကိုတို့ရေပွဲရတော့သုံးဆိုတိုက်ကြားဆိုကြိုက်ပဲညီကိုတို့ရေ မင်းတော့တော့ကက်မင်းကက်ခလိုက် နင်းမပေးတော့တော့ဒီမတ်တူနေတယ် လေးယောက်ပြည့်တယ်လေးယောက်ပြည့်တယ်ရတော့တယ်ရနေရောက်လဲတော့ကြိုက်တယ်ဗျာတော့အဲ့လိုပြောမိုက်တယ်ခါ30တော့ပြောပြရတယ်ပြောလိုက်ပြီးပြင်ပေးမယ်လူငယ်တွေပဲချလူငယ်တွေပဲချရတော့နေနေရာလေးပြောလိုက်ပြီးပြင်ပေးမယ်ကဲကောင်းစားပြပါလူငယ်တွေဖြစ်တဲ့ညီတောင်းနေကြပြောနေကြဒါဒီလိုလည်းပါတယ်တကယ်မိုက်တယ်နော်ကျွန်တော်တို့ကြိုက်ပါတယ်အဲ့လိုပြောဆိုပြီးပြကြတာနော်ဒီကမဆဲမဆိုပြီးပါတယ်အဖြစ်တာငါတို့ကလေတိုက်ပေးမယ်ကဲနောက်ကလည်းချူမူလီပေးတဲ့တွေကလည်းကဲပြီးတော့စီလာတယ်နောက်ကလေတိုက်ပေးမယ်နော်ဒီနေ့အနွေးလေးတော့ဝတ်ထားမယ်ဗျာနော်နောက်ကလေတိုက်ပေးမယ် အေးတာဖိုင်မှုပဲ ကိုကျိုးကဲကောင်းကောင်းစားပေးပါကောင်းကောင်းထူလာလေထုတ်ပေးရတယ် မပေးတော့ဘူးညီ
မရတော့ဘူးကိုကြီးလေဘယ်တွေဖြစ်ကုန်ပြီနော်လေဘယ်ပဲကြိုက်တယ်လေဘယ်ကဲလေဘီအော်သွားခဲ့ပြန်ပြီညီကိုတို့ကြီးကောင်းကောင်းစားပြပါကောင်းကောင်းထိုးလာလေပြန်ပြီးကြမဟလားုတ်ကဲဝင်းကိုလောက်ကိုပဲတင်းနေအောင်းလိုက်တာဝင်းကိုလက်ပွဲရတော့ကိုကြီးရထားလို့စောစောကိုသွားတယ်။ဟောင်းကောင်းဆက်ရှိပြန်ဖြစ်ပြန်ပြီ။ကတော့တလိကိုတလိဒီဘက်ကိုနမနေပဲ ဟောင်းကောင်းဆိုရင်တော့ကျုံးမှာပဲရတယ်။ပြီးတော့ဒီပွဲမှာလည်းကဲကြာချစ်စားပြပါညီကိုတို့ကြီးကဲကြာချစ်စားပြပါကြာချစ်ထိုးလာတယ်ကဲဝေးသွားခဲ့တယ်ဗျာကောင်းကောင်း30ရှိအပေါ်ချင်းမြန်မာငွေ3သိန်းရပြီနော်ကဲကောင်းကောင်းစားပြပါကဲကောင်းကောင်းစားပြကတော့တွဲဆိုလည်းပဲမရှိတော့ဘူးကြီးကောင်းကောင်းပဲကြီးရပြည့်ပြောရတယ်စက်ကြီးကုန်ညမှာကြာနော်ကဲဒီနေ့ပွဲတဲဝဲတွေပြီးလဲစပွဲလုံးတွေရှိလာလို့အားလုံးမိုက်တယ်ပဲအားလုံးစောင့်ယူအားပေးကြပါအေးရှာပေးမယ်အဲကြည့်ကြည့်ရဝန်တယ်တော့ကြည့်လို့လဲကျွန်တော်အားလုံးကိုစားချင်အများကြီးတင်ပါတယ်လို့နော်ကောင်းကောင်းစားပြပါကောင်းကောင်းထိုးလာတယ်ဝင်းကိုလည်းထိုးပေးရတယ်တော့လည်းမပေးရတယ်ဝင်းကိုလည်းဟေးကြာချစ်30ရှိအောင်ဒီတော့ဗာလဲတယ်ဟောလေဒါကြီးတော့ဝင်းစီပါလေကောင်းမယ်လေကဲဆက်ကြရှုပ်ထိုးရတယ်ကောင်းကောင်းမာပေးရတယ်ပေါင်းချိန်လို့လုပ်မယ်ကောင်းပါလေကဲပေါင်းချင်းပေါင်းချင်းနေရရင်ပြောမယ်ကြည့်လို့ပွဲကပြီးလာကြမနေ့လေးကျုပ်တော်တဲ့တန်တဲ့ကိုရိုက်ခွဲကဲကောင်းကောင်းကတော့စမ်းမယ်ရမ်းမယ်ကြာနော်ဟုတ်ဒီပါပဲခိုးတာကြည့်လောက်နဲ့ပြီးကြရမရတော့ဘူးကောင်းကောင်းပဲတက်သွားတယ်ကျွန်တော်စပွဲကိုကြည့်နေတယ်နော်မနေ့ကတေပွဲရှိပါတယ်အားပေးပါမနေ့ကတေပွဲရှိတယ်ဘာမျိုးလဲပဲမတူဘူးဘာမျိုးကြာနော်ကဲကောင်းကောင်းစားပြပါနော်ညီကိုတို့အမှတ်ကအလဲပြီးအောဗျလုံးထုတ်တယ်ဘယ်မှာပေးရတယ်ကြာချီကောင်းလိုက်တာကြာချီကျော်ရတာကောင်းကောင်းอ่ะသူလီက15မိနစ်17မိနစ်နေရရှိတာပါလေဒီပွဲမှာလည်းအမက်ကလိမ့်မယ်ပဲကြာနော်စိတ်မပေါဘူးကောင်းကောင်း30ရှိအပေါ်ကြီး1000ရပြီနော်ရောက်မလို့ကျွန်တော်ယုံကြည်ပါတယ်ထိုးရတယ်ပေါင်ကြီးထုံးပေးရတယ်အကုန်မပေးကောင်းကောင်းမထားတဲ့ပေါင်ချင်းကိုဟောလိုက်တာဟာပြုတ်ကြကုန်မှာအမကအလဲပင်အော်ပဲညီကိုတို့ကြီးအေးထွက်ယူခြင်းလည်းပြောအမှတ်တူပဲရှိသေးတယ်ကောင်းကောင်းပြန်တက်ကောင်းကောင်း3လီရမယ်ကိုကြီးဟမ်ညီဘယ်လီယူဖို့လဲရပါတယ်ကောင်းကောင်း3လီရမယ်ဒီစားပြီးတယ်ဒီ18ပဲကောင်းကောင်းကတော့ကဲကောင်းကောင်းစားပေးပါဒီလိုပါတဲ့ဒီပေးပါလို့ဒါတော့ကျွန်တော်တို့ချွန်ပူလီနောင်ကဲကွင်းပါပါနော်ဟောလိုက်တာဝင်းကိုလက်ဒီလိုကိုမပြောနဲ့လေကွာဟုတ်ကဲ့ပါနော်အလဲပင်အောပါနော်လဲပင်အောပါအလဲပင်အောပါနော်လေဘင်းအောပါဗျာနော်ညီကိုတို့ဆယ်ချင်းกว่าနေတာဟုတ်ကဲ့ပါမနက်ဖြန်တဲပွဲလဲပုံမှန်8နာရီဝန်းကျင်ပဲနော်ညီကိုတို့ကွင်းထဲကဖိုက်တာတွေကတပ်ပေါက်မစုံဘူးတဲ့မန်ထဲကဖိုက်တာတွေကတပ်ပေါက်စုံတာလေဟုတ်ပါတယ်နော်ပေါင်ချင်းတစ်လုံးထုတ်တယ်မာလာပြီမိသွားပြီကောင်းကဲတင်ထားပေးပြီဗျဟောကောင်းဘယ်လေးကိုတင်နေဖတ်မိရကောင်းကောင်းပေါင်ချင်းကိုတင်နေကောင်းလိုက်တာပေါင်ချင်းအတဲပြီးအော်ပဲညီကိုတို့ရေရှင်ခုံရလုံးလို့ယူမှာပဲတဲ့ဟုတ်တယ်ဗျကိုစောပိုင်းတော့ပါပဲနော်ဒီပွဲတွေကိုကြည့်နေရင်တော့ကိုစောပိုင်းသချင်းကိုသွားသတိရလိုက်ပါရှင်ခုံရလုံးလို့ယူမှာပါပဲနော်တော့ပြရတော့ရှယ်မရတော့ဒီချင်းတွေပဲပြီးတော့အကုန်လုံးဘေးချင်းညှိထားတာလားကိုကြီးတဲ့အာဘေးချင်းတွေညှိတာပေါ့ဟာညီဒီပွဲဒီပွဲတွေနော်အမကတော့ကျွန်တော်တို့အလဲပေးအော်ပဲညီကိုတို့ကြီးရပဲအေးလေး
အခုလူလာရဲ့တောင်းခဲ့မပေးတာ မာပေးထားပြီဗျဘယ်လေးမိလဲပေါင်ချေမာပြန်ပြီပေါင်ချေနော်ညီကိုတို့ပေါင်ချေမှတ်ရမယ်လုံးတော့ခွင့်ရဆုံးရှုံးသွားပြန်ပြီနော်ညီကိုတို့ရေကောင်းကောင်း30ရှိအပေါ်ကြီးတစ်ထောင်ရပြီနော်ဟုတ်ကဲ့ကိုချုံမူလီ30ရှိပေါ်ကြီးတစ်ထောင်ရအောင်ကြီးချုံမူလီအောင်ကြီးတစ်ထောင်ရပြီနော်30ရှိနဲ့ကောင်းဖယ်လေးကိုတင်းနေဟာကောင်းလိုက်တာကွာလိုင်းလူလိုင်းပြစ်သွားတာနော်ကျွန်တော်တို့ ဒီမှာကောင်းသေးတာငါတို့လည်းလိုပဲတို့ကောင်းကြည့်ရတယ်အသားချိန်နဲ့ပဲရောင်းသားမယ်ဆက်ရှိတယ် ကိုပဲရှိနေတာလို့ပြောကြနော် အသားချိန်နဲ့ရောင်းသားမယ်ဒီမှာကောင်းသေးတာတော့မယ်တိုင်းပြည်တော့ဒီဘယ်လေးစပ်ပြီး ကောင်းကောင်း30ရှိအပေါ်ကြီးတွေများတယ် ဒီစပ်ပြီးထူလာတဲ့တောင်းခဲ့ တောင်ကဲတင်ထားပြန်ပြီ ပုံကြီးဆုံးတယ် ကောင်းကောင်းပြီနေကောင်းသွားခဲ့တယ်အဘကကြတာတဲ့ညီကိုတို့လဲပြီးအော်ပဲ အလိုက်ကတော့ပါ 18ပဲဗျ ရတော့ဘေးလန်နေတာလေဒီအလုံးလေးဒီလိုပဲ 1 1အကိုကြီး1လို့ပြောထားတယ်1 ရှားရင်ပြီးမှနောက်ထပ်ထပ်ထည့်ပေးမယ် ခလိုက်ကထက်လာတယ်ပြီ ကျွန်တော် online လုပ်ပြီး ထက်လာတယ်ဗျတားအောင်လို့တိုးတဲ့ဟင်းအရောက်အညာကြီးကဲတလုံးထုတ်ထားပြန်ပြီနော်မိပြီဗျာနော်ကောင်းကောင်း38နော်အပေါ်ကြီးတစ်ထောင်ရပြီနော် ရောက်နေရောက်နေရမော်နေ အေးညီလေးပြောအေးပြောညီလေး11 over 11 over ဘုရား18ပဲတိုးဟုတ်တယ်အေးရှာရတယ်မရှာကြည့် ဘိုးရိုးပဲခင်းဘိုးရိုးပဲလိုက်လွှဲတာဒါအတန်ကြီးရတယ် ဘိုးပြတ်သွားမှာဘိုးပြတ်သွားမှာအဲ့လိုသူတို့လာရင် ဒါကျွန်တော်လည်းပဲပြောလိုက်ဒါဒီမှာရောက်နေ ကောင်းကောင်း38ဘောကြီးထတိုးတစ်ထောင်ရပြီနော် ဒီတော့တိလာတော့ကိုပြီးလာတယ်မမီကြီးရကြီးကြီးတယ် ဒီထောင်ကမပေးတာလေဒီလိုလည်းအဲ့ဒါလေ ကောင်းပါလေဝင်းကိုနဲ့နော် ညဘက်ညဘက်မှာကလေးတွေလာလို့ဒီလိုတော့ကလေးတွေမိမရောက်နေတယ် ကဲကျွန်တော်ပေါ်ကြီးတွေရှိသေးတယ်နော်အောက်ကြီးရှိသေးတယ်နော်200ကျွန်တော်တို့2000လောက်ရှိတယ် ရဲတွေဝိုင်းလာပြီရဲတွေဝိုင်းလာပြီကလေးတွေဝိုင်းလာပြီကလေးတွေဝိုင်းလာပြီ ကောင်းကောင်းမလာတဲ့ပေါင်ချင်းကိုကောင်းလိုက်တာပေါင်ချင်းအမှတ်11 over ဗျ ကဲကျွန်တော်သိလို့တော့ဘူးလားကလေးတွေဝိုင်းလာတယ်ငါတို့ဝိုင်းနေရဲလာပြီအေးဒီမှာကားတွေမှာတော့ရဲတွေဝိုင်းလာပြီ ဟိုအဲ့မှာကျွန်တော်တောင်းဒီရောက်လာတယ်နော်အာယုံနော်အရင်ကတခါမလာဘူးဘယ်တင်ထားပြီဗျဟာပေါင်ချင်းမှားပြန်ပြီဗျနော်ညီကိုတို့ရေပေါင်ချင်းကတ်မှားပြန်ပြီတောက်လျှောက်မှားနေခဲ့တာနော် အားများတယ်ကွာ အမှတ်ရမှာနှလုံးကြီးသွားပြီမဟုတ်ရင်ဟုတ်ဖြစ်ရမှာ မှန်တာအများတယ် ကောင်းလာတယ်ရှိတယ် ဘာမှလည်းရှိတယ် လေးဖြစ်နေပြီ အားလည်းများတယ် သူကဘလို့လာတယ်ထင်ပြီးတော့ ပေါင်ချင်း18အပေါ်ကြီး1000ရပြီနော်ချုံမူဒီ18အောက်ကြီးထပ်တိုး1000ရပြီနော်ဟောင်းလိုက်တာနော် ကဲကျွန်တော်အတန်ကိုဘိုးကလေးလေးရှော့ထားတယ်နော်ရဲတွေလာ ကဲညီကိုတို့ပလိတ်လာနေတော့အတန်ကတော့တူတူអော်မရမယ်နော် ကျွန်တော်နာမည်ပြော အမှတ်11အော်ဗျာနော်ကျွန်တော်တို့ဘကင်ရေပွဲပြီးရင်လိုက်မချသေးပဲနဲ့မန်တဲ့ဆဲတဲ့သူတွေကိုအရင်တောင်းပန်ကြော့ပြီးမှလိုက်ချပါတယ်အော်ဟုတ်ကဲ့ပါလို့ ဒါပေမဲ့ဒီလူဘုတ်နဲ့တော့ကား9စီးလောက်မှရမရပါဘူး ခုနစီးတော့လုံးဆောင် အမှတ်អော်ပေးပါဦးတဲ့အမှတ်ကအ11အော်ပဲဗျ
နာစီရမင်းတကောင်လည်းကျွန်တော်ဆက်မှာပြန်ခိုင်းမပြန်ဘူး ရုပ်တင်ကြတော့ ပလိတ်တွေဝိုင်းထားနေထူးနိုင်လွှတ်လိုက်မယ်ဟုတ်တယ်လို့ ပြကိုကြီးတယ်ဘယ်လိုလာနှောင်းနေတာငါ့ကိုတောင်းနေတာ နေထူးနိုင်ရဲ့မီးလက်ဝါးတိုင်းနဲ့နော်ရှိတဲ့ပလိတ်တွေအကုန်လုံးလှုပ်ထည့်လိုက်ရအောင်ဘယ်လိုမီးတော့မီးတယ်နော်မိုက်တွေဖြစ်သွားခဲ့တယ်ဗျကဲနောက်တော့10ရှိအပေါ်ကြီးကြိုက်နေတဲ့လူတွေရှိရင်ထပ်ယူလို့ရတယ်နော်နှစ်လီရှိသေးတယ်အောက်ကြီးရဲ့အောက်ကြီးနှစ်လီရှိသေးတယ်ဗျ နားလေးကြာတော့ကျွန်တော်အတန်လေးရှော့တာကဲကောင်းကောင်းမ ကောင်းဘယ်လေးကိုတင်ပြီးဟာကောင်းလိုက်တာဘယ်လေးရဲ့အားပြီးတော့ဟုတ်ပါတယ်တဲ့ဧည့်သည်လူကြီးကြပါတဲ့ဟုတ်ကဲ့ပါအခုကတော့အင်ရှင်ကနေဒီမှာအောက်ကအော်တာပါနော်ရဲဝင်ဖိုင်းရင်စာအုပ်မရှိတဲ့သူတွေတော့အားနာပါဟာဟုတ်ကဲ့ပါဗျကိုကျုံမင်္ဂလာပါဧည့်သည်တွေကမဟုတ်ပါဘူးလို့ အဲ့ဒါအေးစေး ဟုတ်ကဲ့ကိုကြီး ဒီနေ့မြင်ပြောလဲဘီနီလာတိတ်ပောက်ဝင်တော့ ဖိချုပ်လေးလို့ပြောလိုက်ပါတယ်ဟုတ်ကဲ့ပါနော် ဘီကပလာလေးဝေးတော့ပြန်ကြိုက်လို့မိမိစက်မကောဟာပြန်ကြိုက်မိဆောက်တော့ငါလုံးပါလား မိသွားပြီဗျဘယ်လေးခေါင်းကဲလေးပြန်မိတယ်ဟာကောင်းလိုက်တဲ့ပွဲဗျာဒီပွဲကနော်ညီကိုတော့ ဒီမှာပဲဒီမှာပဲမာဆိုင်နေအမနေတာလေ တော့မင်းနိုင်ပြီ ဟုတ်ကဲ့တောင်းကဲကောင်းကောင်းတစ်စစ်ရှိအပေါ်ကြီးတစ်ထောင်နော် အဲ့ဒီဘာမှမကြည့်ဆရာမကျွန်တော်ရုပ်ပြလိုက် တန်းဖမ်းပါပဲတန်းဖမ်းပါပဲချုပ်ကားခေါ်တာအဲချုပ်ကားခေါ်ပါတန်းဖမ်းပါပဲဘာလို့ကံ တကယ်မင်းသွားရ ဟုတ်ယူချင်းကြိုးလွှဲထားလိုက်နော်အကိုကြီး ဟုတ်တယ်လေပြည့်ကြီးတည်းတည်းနဲ့ပြီးပါငါအဲ့ရင်ကုန်တယ်ငါသိမကြိုက်ဘူးသူမလည်းတွေ့နေရတယ် အချစ်ထိုးထားတယ်ဘယ်လေးတစ်လုံးထုတ်တယ်ပေါင်ချိန်ကိုတင်ထားပြီကောင်းလိုက်တာပေါင်ချိန်ရဲ့အဲ့လုံးနေနော်ပတ်ဆက်လွှဲလိုက်ဟုတ်ကဲ့ပတ်ဆက်ကြိုးလွှဲလိုက်နော် ရိုက်နေတာမဟုတ်မရိုက်နိုင်မရဘူးနေပါကြီးပဲ ဝဲရလဲကောင်းတယ်အော်လို့ကလည်းမရဟုတ်တယ်လို့ကျွန်တော်တို့ဂျပန်ခေတ်လင်ငယ်နေရတယ်လို့ပဲနော် ဒီပေါက်ကြီးနေပေါက်ကြီးနေ ဘာကအဲ့လိုကြပါဘူး ကျွန်တော်ပွဲရလဲကောင်းတယ်အော်လို့ကလည်းမရဘူးတဲ့ပြိသက်တွေတဲ့ဟုတ်တယ်လို့ပွဲရလဲကောင်းပြီနော်ဂျပန်ခေတ်လင်ငယ်နေရတယ်လို့ပဲ တော့ဘယ်သူတွေလဲညီဒီဘက်တော့အချုံမူလေးအိမ်ကြီးကစားသမားကြီးတဲ့တောင်ငယ်ချချင်းဝင်းကိုလည်းပါဒီဘက်မှာတော့ဝင်းကစားသမားကြီးတဲ့ဒါမာဂျင်ကစားသမားကြီးတဲ့ကောင်းကောင်းပဲလေးပေါင်ချိန်ပဲဖြစ်ပါလေကြာနော်ကဲအမန်နေနေတော့ ပကင်သတိထားနော်တဲ့နောင်ကဲမှာဘန်ကောက်ကပလိတ်တွေရောက်နေတယ်တဲ့ဟုတ်တယ်ကိုကြီးဘန်ကောက်ကပလိတ်တွေရောက်လို့အခုလိုတွေရှုံနေတယ်ဘောင်ကွဲမိပြန်ပြီကြဘယ်လေးမိတော့မိတယ်မိုက်တယ်ပြောသွားအောင်မလေးတမတ်ရဖို့တကယ်မလွယ်တာနော်တမတ်ရဖို့တကယ်မလွယ်တာဗျ ဒီမဲ့ဒိုးလိုက်ပါဒီထွက်ပါကွာကိုကိုဒိုးရဒီမဲ့ဒိုးလာလိုက်ဒီဒိုးလာလိုက်ဒီမကြိုက်မကြည့်နေပါဘူးအားလည်းမလို့ဆဲတယ်ဘယ်လိုလဲဒီစပါးဒီမှာကောင်းဝင်လို့မရသေးဘူးအားလုံးကအားမနာနဲ့ဒီတော့ကိုကရောင်း မပြောတော့ဘူးလေဟုတ်ကဲ့ပါနော် ကန်ကောင်းတယ်မနော်ငါလိုက်ကိုမင်း အမတ်ရမဲ့လုံးနေတဲ့ကောင်းကောင်းတို့ဘက်ကတော်တော်ညံ့ဟုတ်ကဲ့ပါကောင်းကောင်းတို့ပဲရော့ပါနော်အမတ်ရမဲ့လုံး လက်သွားပြီမ အမတ်ကအလဲပင်ဩပါနော် ဆဲကိုမကြီးအလုံးကအေးဆဲကိုမင်းဆဲ ကိုဘကင်းနဲ့ဂျပန်ခိတ်ကလည်းဟုတ်ကဲ့ပါနော် မင်းတို့လည်းဆဲပြန်ဆဲအောင်ဆဲ ကိုဘကင်း YouTube ကမလွင်ဘူးလားလွင့်နေပြန်နော် ဆဲဟုတ်တယ်ဆဲဟုတ်တယ် ကိုကြီးတော်ကီရန်ကောင်းတယ်ဟုတ်ကဲ့ပြေးကြဟေးတယ်ဟုတ်ကဲ့ပါနော် ဒီရဲ့ဝမ်းကြီးသမားတွေတော့အားနာတယ်လေဒီမှာမိန်းကလေးတွေပါရင်တော့နားလည်းပြလို့ပါကျွန်တော်လည်းပြီးတော့ အခုကကျွန်တော်တို့ဒီမှာချွန်ပူလီရောမဟာချိုင်ရောဗျကံကောင်းလို့အမှတ်ရရင်တော့အော်ဖို့ကခက်ခဲနေနော်ကျွန်တော်တို့မိသွားပြီဗျပေါင်ချိန်တို့ဘတော့လူတယ်ကောင်းကောင်းပြန်မိပြန်ပြီထပ်တင်ထားတယ်ဘယ်လေးကိုမိပြန်ပြီအိုးပေါင်းလိုက်တာညီကိုတို့ရေကဲညီကိုတို့ရင်လည်းမြင်တဲ့အတိုင်းပဲနော်ပရိသတ်တွေလည်းအဲ့မှာနော်ကျွန်တော်တို့ဒီမှာ ဒီပွဲကိုတရားရှိသွားမယ်ဆိုတော့1000တော့ပိုင်ဆိုင်သွားမှဖြစ်ပြီးတော့ ကဲ ဒါကိုသားလည်းပြန်ပြီးတော့တရားရှိသွားမယ်ဆိုတော့ အခုဆိုရင်ကျွန်တော်တို့မဟာချိုင်မဲ့တမတ်တက်တာတော့မှကျွန်တော်ချဲပေါက်တာတော့မအော်ရဲပဲရေစခန်းထဲမှာပေါက်တယ်လို့ဖြစ်နေတယ်နော်ရေစခန်းထဲအိမ်ကချဲပေါက်တယ်လို့ဖြစ်နေချဲပေါက်တာတော့မအော်ရဲဘူးဖြစ်နေအော်ပြီးအောင်ပွဲမခံနိုင်ဘူးဖြစ်နေအော်ဆောင်မှာမရမယ်လို့ဒီတော့ဟုတ်ကောမှာတော့ဆောက်
သူလည်းကောင်းတယ်မားလည်းမားတယ်ဒီပွဲရတယ်ပေါင်ချိန်မားတယ်လေ ချိမှာဆိုရင်အိမ်လာတယ် အမကတွဲဟုတ်ဗျနာမည်ခေါ်ပေးပါတဲ့နှာဘူးသောစိုးမို့တော့တွဲဟုတ်လေဟောအလဲပင်တွဲ sorry မေးလို့ဟဲ့ဟိုမှာလည်းပလိတ်လာတော့ငါလည်းရင်ခုန်တာပေါ့ဟိုင်းနဲ့မသားတော့ဘာဟိုင်းတော့တွဲလေးပဲမှာနော်တွဲအလေးပဲမှာနော် ဟာစီရတာပြင်းပေါင်းနေစီရ မကြံသေးဘူးကြာကျွန်တော်လည်းမကြည့်လားရှင်းနေကျွန်တော်ပြောနေတာဒီကနေ့အဲ့မဲ့ဒီနေ့ကြီးနော်အဓိကချိန်တိုင်းနဲ့လုံးရိတ်ကိုင်တော့ကိုယ်လုံးနိုင်ဆုံးပဲရှိတာနော်ဒီတော့ရောက်ရှိသွားတယ်လုံးချင်တယ်မလုံးပါနဲ့ကိုယ်တင်းလာနေတယ်နော် တာပြင်းပေါင်းနေစီရ ကိုဘကဝိုင်းဆဲပါတယ်အဲ့ဒါမှပလိတ်ပြန်မှာဟုတ်ကဲ့ပါနော်တောင်ကဲကမရတဲ့ကြာချစ်ကိုပဲတင်နေတာလေဟုတ်ကဲ့ပါပလိတ်မဖမ်းဘူးလားတဲ့ကားမဆန့်လို့ဟုတ်တယ်တောင်ကဲတင်ထားပြီကြာချစ်ကိုအောင်းလိုက်တာနော် ကျမောကြီးတဘောကအခုပြလာတာယာကြီးကျမောကြီးတဘောကအခုပြလာတာ ကဲကျွန်တော်အလဲပင်တွဲပါနော်ကဲတောင်ကဲကမရတဲ့ကြာချစ်ဟုတ်ကဲ့ပါနော်ပေါင်ချိန်တစ်လုံးထုတ်နေမာလာပြီမိသွားပြီကောင်းကောင်းဘယ်လေးကိုတင်နေဟောကောင်းလိုက်တာတောင်ကဲမိသွားပြန်ပြီကောင်းကောင်းပြန်မိတယ်ဘယ်လေးတင်ပေးတယ်ပေါင်ချိန်ဟာကောင်းလိုက်တာဗျာမလေးလေးမလိတ်လိုက်ရိုးရိုးကိုခေါ်တယ်ရိုးရိုးကတော့ကားမှုလို့အိတ်နေပါရင်တော့လိုက်တော့မလွှင့်နိုင်ဘူးသူမှာ ဒီမကြီးဝင်ဖို့တနေရာမှာဒီနော်ဒီမနေ့ကမှဆိုချမ်းသာတော့ ကြောက်နေပြီတဲ့ဟုတ်ကဲ့ပါနော်အောက်ကអော်တဲ့ကောင်နဲ့ဖမ်းသွားမှာတဲ့ဟုတ်ကဲ့ပါတဟိုင်းဟိုင်းနဲ့မင်းကအာယုံနောက်တယ်နော်ဘန်းပလိုက်မယ်ချွန်ပူလီရှုံးပြီဟဲ့တဲ့ဟုတ်ကဲ့ပွဲမပြီးသေးပါနော် ဘသူတွေခက်တာလေ တွဲ11မှာ နည်းနည်းကောမဒီကျော်လိုက်ပြန်ပြန်ကိုလည်းဟာမညွန်ညင်နဲ့နော်ဘာလို့လဲတော့ငါပြဖို့တော့အောက်ပေါ်မှာဖတ်ပြီးနေရတာဒီဘွဲတွေကြီးရတက်တယ်ကိုကိုရောခဲ့နော်ဒီနားလည်းပဲကျော်ရတယ်မလားပြန်မှတ်ပြီနော်အမျက်တော့မချပါနဲ့နော် အမကတော့တွဲ11မှာဗျာနော်ညီကိုတို့ကြီးမာချိုင်စားပေးပါ ဟုတ်ကဲ့ပါတရေပြောင်းနေတယ်ဟုတ်ကဲ့တရေက ဘူရာပြီးလိုင်းထဲမှာကောင်းလိုက်တဲ့စားပေးကြီးကောင်းကောင်းမိပြန်ပြီဘယ်လေးကိုတင်နေကြာချစ်တောင်ကဲမိတော့မိတဲ့မိုက်တဲ့ဖြစ်သွားတာဖြစ်တော့ဟုတ်11မှာငါမင်းကိုလာဖမ်းတာလားတဲ့ဟုတ်ကဲ့ပါ ဆေရာမကြီးနဲ့ညကွာချင်းကိုရိုက်ရင်ဒီကွာချင်းကိုပို့ပဲ ပေါင်ချိန်ပါပဲတဲ့ဟုတ်ကဲ့ပါပိုက်မြက်90ကိုဘိုးကြီးအတန်ဟုတ်ကဲ့ပါနော်ကလေးတွေရမ်းကောင်းတဲ့စုတော်ငွေ3000ပါတယ်ဟုတ်ကဲ့ပါနော် မလေးစားပေးပါ ဝင်းကိုလောက်ကိုဘာလို့မတက်ခိုင်းတာလဲတဲ့တက်ခိုင်းပါတယ်ဗျ အားရရတယ်ဝင်းကိုလည်း ကောင်းကောင်းမိပြန်ပြီပေါင်ချိန်ကိုတင်နေဟာပေါင်ချိန်အမှတ်ကတော့ point 11မှာကဲညီကိုတို့ရေဒီနေ့ချင်းခမ်းတဲ့ချင်းသမားတွေကတော့ကျွန်တော်တို့ရဲစခန်းသားမှာချဲပေါက်သလိုပါပဲနော်ချဲပေါက်လည်းမအော်ရဲပါဘူးအမကတော့ point 11မှာနော်ဟိုမှာမဟာချိုင်ဘက်ကပရိသတ်တွေလည်းမအော်ရဲဘူးနော်ညီကိုတို့ရေ ဒီတော့မရနိုင်တော့အဲ့လိုပွာလို့ယူဒီပတ်သက်တဲ့ပြည့်နေတယ် ကောင်းလိုက်တာမဟာချိုင်နဲ့ဟုတ်ကဲ့ပါကောင်းကောင်းဟုတ်မဟုတ်ပါရဲ့လားကွာတဲ့ဟုတ်ကဲ့ပါနေထားပြီဗျကောင်းလိုက်တာနော်ပလိတ်9ရောက်လောက်ဟုတ်ကဲ့ပါနော် ကိုကြီးနဲ့ချင်းချင်းနဲ့စော့နေလို့လာခဲ့ပါကြီးနော်ရိုးရိုးချုံနေပါရဲ့နော် ပလိတ်9ရောက်လောက်တင်ကတော့ဒီအဖွဲတဲ့ကိုမဝင်ရဲဘူးရဲ့တဲ့ဟုတ်ကဲ့ပါလို့ မိသားလောက်ပဲပေါင်ကြီးတို့ခု ရှေ့ကိုဖြုတ်ထားတယ် ရှုံးလာတဲ့ညီလေးကြီးတုံးကြီး ဘယ်လေးကိုတင်ကိုဘတ်ပြီဗျရံပါလာတဲ့တလုံးထုတ်တယ်ပေါင်ချိန်ကိုတင်ကိုပဲထပ်ဘတ်တယ်ထပ်လိုက်တယ်ဟောလိုက်တယ်အမကပွိုင်လဲပါမကောင်းလိုက်တယ်ကောင်းကောင်းရဲ့ချင်းစေကြီးရတယ်ဟုတ်တယ်နော် ကဲအမကတော့ point 11ပါနော်ကဲဘယ်လေးစားပေးပဲထိုးနေတယ်နော် ချွန်ပူလီထမင်းငတ်ပါရည်မငတ်ဘူးပြကြာချင်းမင်္ဂလာတော်ရှိတယ်နော် ပြီးစားမှာပဲကိုကနဲ့တူဟုတ်တယ် ထိုးထားပြန်ပြီကြာချေကိုတင်ကိုဟာကောင်းကောင်းမိပြန်ပြီတင်ထားတယ်သူလိုလိုကိုလိုလိုနဲ့ဝင်းကိုလက်ကိုတင်ပေးမိတယ်ဘယ်လေးကိုတင်နေဆုံးသက်သွားပြီဗျာညီတို့ရေဒီကနေ့ရဲ့တဲပွဲနှစ်ပွဲလုံးကိုတော့ချွန်ပူလီနဲ့မဟာချိုင်ရဲ့တွေ့ဆုံမှုမှာမဟာချိုင်ကပဲအညာကင်ပြီးနှစ်ပွဲလုံးရိုးရိုးချွန်ချွန်နဲ့ပဲအနိုင်ယူသွားခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ညီတို့ရေနော်နောက်ထပ်မပြတ်မစဲနဲ့ဆက်ပွဲကောင်းတွေရှိရင်ကျွန်တော်တို့ဒါဆက်လွှင့်ပေးမှာဖြစ်ပါတယ်နော်
ဟုတ်ကဲ့โอเคဘယ်လောက်စုကြမှာလဲတရား900စီကောင်းကောင်းဘယ်လေးပေါင်းချိန်ရှေ့မှာတန်းစီပေးပါစုချဖို့ကောင်းကောင်းဘယ်လေးပေါင်းချိန်ရှေ့မှာတန်းစီပေးစုချဖို့ကောင်းကောင်းဘယ်လေးပေါင်းချိန်တန်းစီပါဘာကောင်းကောင်းဘယ်လေးလူကိုခေါ်တာဝက်ကိုခေါ်တာမဟုတ်ဘူးကဲဒါတော့ကျွန်တော်တို့တယောက်ကိုဒါကျွန်တော်တို့900ဘတ်စီနဲ့1500ဘတ်စုချသွားတာဒီကိုကြီးကဟိုတခါလဲ line